အိုဆာဆူနာရဲ့အိမ်ကွင်းခြေစွမ်းကိုဘီဘာအိုတို့အသာစီးကနေကစားနိုင်ပါမလားမင်္ဂလာပါခင်ဗျာ Nice Choice Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ညအတွက်ရွေးချယ်ထားတဲ့ပွဲစဉ်ကတော့မြန်မာစံတော်ချိန်ည9:45မိနစ်မှာရှင်ပြိုင်ကစားကြမဲ့စပိန်လာလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့အိုဆာဆူနာနဲ့ဘီဘာအိုတို့ပွဲစဉ်ပဲဖြစ်ပါတယ်ဗျဒီပွဲမှာဧည့်သည်ဘီဘာအိုကနေတရေ30ရှုံးဈေးကြောပေးထားပြီးဂိုးပေါင်းဈေးနှလုံး20ရှုံးဖွင့်လှစ်ထားပါတယ်ခင်ဗျာဒီယာဒီမှာအင်ရှင်အိုဆာဆူနာအနေနဲ့အိမ်ကွင်းမှာဆိုရမှတ်တွေပို့စုဆောင်းထားနိုင်ပြီးအိမ်ကွင်းခြေစွမ်းလဲကောင်းမွန်နေတယ်လို့တိုက်စစ်ပိုင်းကလည်းအနေထားတစ်ခုရှိပါတယ်ဒီပွဲမှာလည်းဘီဘာအိုကိုအခက်တွေ့အောင်ကစားနိုင်လိမ့်မယ်လို့မျှော်လင့်ထားနိုင်ပါတယ်ဧည့်သည်ဘီဘာအိုအနေနဲ့တော့ဒီယာဒီမှာပြီးခဲ့တဲ့ယာဒီလောက်ခြေစွမ်းပိုင်းတည်ငြိမ်မှုရှိမနေပါဘူးADကိုအနိုင်ရထားခဲ့ပေမဲ့လိဂ်နှစ်ပွဲဆက်ပြန်လဲရှုံးနိမ့်ထားတာတွေ့ရပါတယ်ဒီလိုအခြေအနေမှာဧည့်သည်ဘီဘာအိုဘက်ကနေတရေ30ရှုံးပေးထားတာဟာပေးတဲ့နဲ့ဈေးလို့မြင်စရာရှိပေမဲ့ပြီးခဲ့တဲ့200တီလုံးထိပ်တိုက်တွေ့ဆုံမှုမှာတပွဲမှအနိုင်မရခဲ့တဲ့အိုဆာဆူနာရဲ့စပိန်လာလီဂါမှာအလယ်လက်အသင်းကြီးလို့ပြောလို့ရတဲ့ဘီဘာအိုရဲ့ဈေးတန်ကြီးကြောင့်လက်ရှိတရေ30ဈေးကအနည်းငယ်ပါးလျနေတယ်လို့သုံးသပ်မိပါတယ်ဒါအပြင်ဘီဘာအိုဟာအထက်အောက်ရက်တည်နေတဲ့ဆယ်ရာနဲ့အချီကိုအဝေးကွင်းကနေပဲတရေ20ရှုံးတရေ90ရှုံးစသဖြင့်ဈေးကြောပေးခဲ့တာကြောင့်လက်ရှိအဆင့်5ဆင့်กว่าတဲ့အိုဆာဆူနာကိုတရေ30ရှုံးထိပဲဈေးကြောပေးနိုင်တာဟာမဖြစ်သင့်ပါဘူးဒီယာဒီမှာအိမ်ကွင်းဆိုရမှတ်တွေပုံမရယူထားခဲ့တဲ့အိုဆာဆူနာအနေနဲ့လည်းလက်ရှိမှာအဆင့်ဆက်3နေရာမှာရှိနေပေမဲ့တန်းစင်းစုံနဲ့3မှတ်တာကွာဟာထားတာကြောင့်သူတို့ရဲ့ပုံစံအတိုင်းဒီအိမ်ကွင်းပွဲမှာလည်းရမှတ်တွေရှာဖွေလာဖို့ရှိနေပါတယ်ဒါကြောင့်ဒီပွဲမှာဘီဘာအိုရဲ့ဈေးရောကျနေတဲ့အချက်ရဲ့အိမ်ကွင်းကစားအားကောင်းနေတဲ့အိုဆာဆူနာရဲ့ကြောင့်ဒီပွဲမှာအင်ရှင်အိုဆာဆူနာတို့အနှိမ့်ဆုံးတရေတမှတ်တော့အရယူနိုင်လိမ့်မယ်လို့ယုံကြည်ရင်းအင်ရှင်အိုဆာဆူနာကိုပဲရွေးချယ်ထားခြင်းပါတယ်ဗျမိတ်ဆွေတို့အနေနဲ့တခြားရွေးချယ်မှုတွေကိုတော့ Telegram Channel မှာတွားရောက်ကြည့်ရှုနိုင်ပါတယ် Telegram link ကိုတော့အောက်က description နဲ့ comment မှာထည့်ပေးထားပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာ